လူတစ်ယောက်မှာသွေးပမာဏဘယ်လောက်ရှိရမှာလဲခန္ဓာကိုယ်မှာသွေးနီဥရဲ့တာဝန်ကဘာလဲသွေးထဲကအညစ်အကြေးတွေကိုဘယ်အင်္ဂါကစစ်ထုတ်ပေးတာလဲဘယ်ဗိုက်တာမင်ကအရိုးအတွက်ကောင်းစေတာလဲအသေးအောင်တဝါဘီကဘာပို့အမျိုးစားလဲမိကုန်း၅ခုမှာအဖြေဘယ်နှခုမှန်လဲကျေးဇူးတင်ပါတယ်ကျမဒေါက်တာ Grace ပါ